ပုံမှန်ဆိုလို့ရှိရင်တည့်တဲ့အတိုင်းပဲအရင်နှစ်တုန်းကဆိုလို့ရှိရင်ကိုလိုချင်တဲ့ပစ္စည်းအများကြီးဝယ်ပြီးတော့ unboxing လုပ်တယ်ဒါပေမဲ့ဒီနှစ်ကကြတော့သူများကြီးဆိုလို့ရှိရင်ကွာမွေးနေ့ surprise ကိုကိုယ့်ရဲ့ partner ကစီစဉ်ပေးရလို့ကိုယ့်ရဲ့ love ကစီစဉ်ပေးရလို့ရှိရပေါ့နော်ဒါပေမဲ့ကိုစီစဉ်ပေးမှတူမရှိရတဲ့ကြောင့်မို့ကိုမွေးနေ့ surprise လေးစီစဉ်လိုက်တယ်။ဘာစီစဉ်ထားလဲဆိုတော့ Maison manifest လုပ်ထားတဲ့နိုင်ငံတွေထဲမှာအဲ့နိုင်ငံလည်းပါတယ်အဲ့ဒါတော့ Spain နိုင်ငံပေါ့နော်။ Maison Spanish တခြင်းတွေနားထောင်လို့ရှိရင် Spain ကိုအရန်သွားကြည့်ချင်တယ်အရန်လည်းရောက်ဖို့ကြည့်ချင်တယ် so finally it comes to ပေါ့နော်။အရင်ဆုံး Maison ကH&M ကိုသွားပြီးတော့ Spain trip မှာဝယ်မဲ့အင်ဂျီတွေသွားဝယ်မယ် UK နိုင်ငံကလူတွေကတည့်တဲ့အတိုင်းပဲသူတို့ခန္ဓာကိုယ်ကအရန်ကြီးရယ် Maison ဆိုလို့ရှိရင်သူတို့အင်ဂျီတွေဆိုရင်မတော်တာများရယ်ပေါ့နော်အဲ့တော့ Maison ဘာလို့ရလဲဆိုတော့ကလေး section ကိုသွားကြည့်ရတယ်တခုကောင်းတာကလေး section ကဈေးလဲပိုတက်တာတယ်လူကြီးနဲ့ဆိုင်လေသူတို့ရဲ့ကလေး14-15 years တင်တယ်အဲ့လိုအင်ဂျီတွေဆိုရင် Maison နဲ့ကွက်တိလောက်ပဲအဲ့တော့တခါရကြလို့ရှိရင်ကိုဝတ်တဲ့အင်ဂျီတွေကကလေးဆန်နေတာကအဲ့ဒါကြောင့်ပေါ့နော်ဘာလို့ဆိုကိုယ့်ရဲ့ site ကဒီနိုင်ငံမှာအင်ဂျီဝင်ကလေး site ပဲရတယ်အစအမေစင်ဒီအင်ဂျီကိုမကြိုက်ဘူးဘာဖြစ်လို့လဲဆိုတော့အရန်ဝယ်ပြီးကားရတဲ့ကြောင့်မို့ဗိုက်ကြီးတဲ့အင်ဂျီနဲ့နည်းနည်းဆင်တယ်လို့ခံစားရတယ်ဒါပေမဲ့လည်းဝစ်ကြည့်လိုက်တော့လည်းမဆိုးပေါ့နော်အယောင်လေးလည်းတော်တော်လာလို့ခံစားရတယ်ဒီအပန်းအောင်အင်ဂျီက no I don't really like it because ဒီဂျိုင်းနာလေးကအစီတွေကတစ်ထွက်နေရယ်ဘောင်းမီကတော့တည့်ရဲ့အတိုင်းဒီမှာဘောင်းမီဝယ်ရင်တော့အရန်ဝယ်ရခက်တယ်ဘောင်းမီကရှည်ပြီးတော့ဘလို့မှ site ကမတော်နိုင်ဘူးဒီ dress လေးလည်းမစိုးဒီ dress လေးက summer time မှာသူ့ရဲ့ print လေးကတော်တော်လာပေါ့နော်အဲ့ဒါတွေဝယ်ပြီးသွားပြီဆိုတော့ Maison အခုက accessory တွေကြည့်တယ်အကုန်လုံးကြည့်ပြီးသွားပြီးနောက်ပိုင်းကျတော့ Maison ပတ်စံချိန်မယ် dress တွေဝယ်လိုက်တာပေါင်60ကျော်အောင်ကျသွားတယ် Maison 3နေကြအပြာရောင် luggage ကပြတ်သွားတဲ့အတွက်ကြောင့် Maison luggage အသစ်ဝယ်ထားတယ်စိတ်တစ်လူတစ် luggage အသစ်နဲ့ခရီးထွက်မယ်ပေါ့နော်ကြောင်းပြီးသွားပြီဖြစ်တဲ့ကြောင့်မို့ luggage လေးကအရန်လာတယ်အပန်းရောင်မှာကွာလုံးဝ baby pink လိုပုံစံလေးကွာတော်တော်ကြိုက်တယ်ဒီ luggage ကို Maison ကခရီးသွားရတာကြိုက်တယ်ဒါပေမဲ့ luggage pack လုပ်ရတာ Maison အရန်ပြင်းတယ်အဲ့တော့ Maison follower နဲ့တူတူ pack လုပ်မယ်Oh, this is a very pink day. အရင်ဆုံးအင်ဂျီထဲမယ်ဒါလေးကကြတော့ Maison တငယ်ချင်း Maison crochet လုပ်ပေးထားတယ်အရန်လာပဲသူအယောင်နှစ်ယောင်ဆက်ပေးထားပါတော့အဲ့ဒါလေးယူသွားမယ်ဒါလေးကိုအကြောင်း Maison ဘာနဲ့တွဲဝတ်မှာလဲဆိုဒီ picnic နဲ့တွဲဝတ်မယ်အဲ့လိုဆိုလို့ရှိရင်လည်းအရန်မရိုင်းပေါ့နော်စပိန်ကကြတော့ Maison 9ည6ရက်ခီးသွားဖြစ်တဲ့ကြောင့်မို့အင်ဂျီယိုကကြတော့လိုပို9ဆောင်ယူသွားမယ် Maison ဘာစီလိုနာသွားမယ်ပြီးရင် Tosa Beach သွားမယ်အရန်ကို excited ဖြစ်နေတယ် Maison ကျောင်းလည်းပြီးပြီဆိုတော့ Maison ကိုစုချတဲ့အနေနဲ့ခရီးစီစဉ်ပေးထားပါတော့ကိုပုံမှန်ဆိုလို့ရှိရင်တည့်တဲ့အတိုင်းပဲအရင်နှစ်တုန်းကဆိုလို့ရှိရင်ကိုလိုချင်တဲ့ပစ္စည်းအများကြီးဝယ်ပြီးတော့ unboxing လုပ်တယ်ဒါပေမဲ့ဒီနှစ်ကကြတော့ခရီးထွက်မယ်ပေါ့နော်ပြီးရင်ဒီလိုမျိုးပေါ့ပါစကတ်လေးလည်းဝယ်ထားတယ်ဒီ Zara dress က Maison ဝယ်ထားကြားလာပြီအရင်နှစ်တုန်းကလားမနစ်ကလေးဝယ်ထား Maison လုံးဝမဝယ်ရသေးတစ်စိတ်တောင်မပြောရသေးဘူးကြည့်အဲ့ဒါ Maison beach မှာဝယ်ဖို့တက်ပေါ့နော်ဒါ very beachy dress လို့ပြောလို့ရတယ်ပေါ့နော် beach dress တွေကများနေလို့ပဲဒါလေးပါထည့်လိုက်မယ်အဲ့ dress ကကြတော့ဒီလိုမျိုးအပေါ်က rose ကိုမှအောက်ကအမဲရောင်လေးနဲ့ပေါ့နော်တော်တော်မိုက်တယ် night day dinner ရွာသွားချင်ကြလို့ရှိရင်ဝတ်ဖို့တက်ပေါ့နော် dress လေး Zara ကချင်းမောင်းပြီးဝယ်ထားဒီချင်းမောင်းမီလေးပါယူသွားလိုက်မယ်ပေါ့လေးဖြစ်အောင်လို့ပေါ့နော်ဒီလိုမျိုး dress ကတော့တခါမဝတ်ဘူးဒါပေမဲ့စူးစမ်းပြောင်းလေးဖြစ်အောင်လို့ပေါ့နော်ဒီလိုမျိုးလေးရ dress လေးသူအပေါ်အဖြူအောင် t-shirt လေးနဲ့အောက်ကဒီလိုမျိုး dress လေးပေါ့နော်အသားတော့အရန်အေးတယ်အဲ့တော့အရန်ကိုပေါ်ပါပြီးတော့ very free style ဖြစ်လိမ့်မယ် top လေးတော်တော်လာတယ်ကိုခါးလေးကတွေ့ပါတယ်လိုမျိုးပုံစံပေါက်တယ်နော်အယောင်လေးကလည်းအရန်မိုက်တယ်ပြီးရင် Maison ဒီလိုမျိုး top လေးလည်းဝယ်ထားတယ် Maison တွေ့ရဒီနားလေးဟာကိုတပေါ်ချဆန်းလေးနဲ့အရန်လာဒီ dress လည်း Maison ဝယ်ထားကြပြီအပန်းရောင်နုလေးပေါ့နော် floral dress လေးသွားမှာ9ည6ရက်ခရီးဒါပေမဲ့အင်ဂျီတွေအများကြီးပဲယူတော့အခုန dress ကဒီလိုမျိုးဝဲလေးပါတယ်နောက်မှာဝဲလေးနဲ့ပေါ့နော်နောက်ထပ်ဝယ်ထား Maison အဲ့လိုခရီးပိုင်းတွားလို့ရှိရင်အားသွန်းကောင်းနေလေအရန်ပြဿနာတက်တာအဲ့တော့ Maison တစ်ခါတည်းဝယ်ထားလိုက်တယ်ဘာလို့ဆိုတော့ UK မှာသုံးတဲ့ဟာနဲ့ Spain မှာသုံးတဲ့ဟာနဲ့မတူတော့ဘူးအဲ့တော့ just in case ပေါ့နော် to be the safe side ဆိုပြီးတော့ပဲဝယ်ထားလိုက်တယ် beach တွားမှာဆိုတော့sunscreen ကတော့မပါမဖြစ်ပေါ့နော်သူ့ရဲ့ sunscreen ကတစ်မျိုးလေးတော့ဘူးလေးက body sunscreen ဆို Maison အရန်ရွေးရပေါ့နော်ဒီလိုမျိုး light texture ဖြစ်တဲ့ပြီး blend လုပ်ရလွယ်တဲ့ sunscreen မှာလိန်ရတာပိုချိုက်တယ်အဲ့လိုကစီတွေ Maison လုံးဝမကြိုက်ဒါပေမဲ့ဒါလေးကမစိုးသေးလားတော်တော်လေး lightweight ဖြစ်ပြီးတော့အဲ့လိုကစီလည်းမဖြစ်ဘူးလိန်ပြီးတော့ဒီလိုမျိုးတော့ glow နေတယ် body and hair oil ဒီလိုမျိုး shimmering ဖြစ်တဲ့ oil ပေါ့နော်ဒီမျိုး oil ပုံစံမှာglow နေရပါတော့
လက်ပြောင်လက်ဖြစ်နေတဲ့ဟာလေးစီဆိုပေမဲ့လိမ့်လိုက်လို့စီရွှဲကြီးလို့ခံစားရလားဆိုတော့လုံးဝမခံစားရဘူးပို့ပြီးတော့မှကိုယ့်ရဲ့ skin က hydration ဖြစ်သွားပြီးတော့ light weight ဖြစ်ပြီးတော့တော် glow နေရပါလားဟောတရပေးရသွားတိုက်စီမစင်မတုံးတက်ဘူးကိုတိုင်းတုံးနေရသွားတိုက်စီတုံးလိုက်ရမှနေလို့ကောင်းတယ်မေဂျာ makeup brush တွေဆိုလို့ရှိရင်တပတ်ကိုတစ်ချိန်အမြဲတမ်းဆေးလေးရှိရပေါ့နော်အခုကခရီးမထွက်ခင်မှာ amazing brush လေးလည်းတေချာလေးဆေးတွားလိုက်မယ်မျက်ကပ်မှန်နေရွေးရတာကောင်းအစားဆုံးပဲဘာလို့ဆိုတော့သူ့ရဲ့အယောင်တွေကကွာတေချာကြည့်ရတယ်ကွာမျက်လုံးပေါ်မှာတက်ထားတဲ့အယောင်မို့တဲ့ကြောင့်မို့တော်တော်လေးရွေးရခက်တယ်ကောင်းစားဆုံးပဲအများကြီးပဲဒါရကြတော့ amazing ယူသွားမဲ့ contact lens တွေပေါ့နော် amazing ရွေးထားတဲ့အယောင်တွေကကြတော့ amazing daily wear makeup လို့တွေပြင်နေထင်ကြလို့ရှိရင်လည်း light ဖက်မဲ့အယောင်တွေပဲ amazing ရွေးထားပါတော့ဒီလိုမျိုးပြူးပြဲနေတဲ့အယောင်တွေကို amazing မရွေးထားဘူးဒါကြတော့ amazing သုံးနေကြ skin care ထည့်မယ် booster ရယ် serum ရယ် brightening powder ရယ် cream ရယ်ပေါ့နော်ပြီးရင် barrier cream ရယ် sunscreen နောက် protection cream ရယ်နေတိုင်း makeup လိမ့်မှာဖြစ်တဲ့ကြောင့်မို့ချိတ်ပေါမပိတ်အောင်လို့ Geo skin care လေးပါယူသွားမယ် Geo skin care နဲ့အများသုံးဖြစ်နေတာတော့ Pomeri mask ပေါ့နော်အဲ့ဒါ amazing 3ချက်ယူသွားမယ်3ချက်ယူထည့်လိုက်မယ်ထဲမှာ amazing makeup ဖြတ်စေးရေးထည့်မယ် amazing 3နှစ်ကြာပါလာမှာပါဒီ NYX က eyeshadow palette ကြီးရှိထားတာတအားအဆင်ပြေဘာဖြစ်လို့ဆိုတော့တစ်ချက်တည်းနဲ့ပွဲပြီးရယ် amazing ခရီးမှာသုံးမဲ့ makeup ပစ္စည်း amazing တစ်ခုချင်းထည့်လိုက်မယ်Okay, fall blusher. You're taking umbrella, right? What color? No, I will have different makeup in different days. Okay, lip liner. အခုန amazing တငယ်ချင်းက amazing ကိုလာကူညီပေးနေရပါတော့ amazing ပစ္စည်းထည့်တာ social influencer ဖြစ်တဲ့အတွက်ကြောင့်မို့ခရီးတွေတွားလို့ရှိရင်ကင်မရာရကြတော့လုံးဝမပါမဖြစ်ဒီကင်မရာကြတော့ amazing တပုတ်နေရိုက်မှပဲသုံးတာဖြစ်တဲ့ကြောင့်မို့ဖုံနေတက်နေပေါ့နော်မသုံးတာကြတော့အဲ့တော့တေချာလေးရှင်းလိုက်မယ်နှာခမ်းတွေကကြတော့ amazing အခါမှမစိုးရတဲ့ဒီရော lipstick တွေသွားမယ်အယောင်လေးရွေးပြီးတော့ယူပါမယ်ဒီနှာခမ်းတွေကို amazing ပြစ်ထားကြပြီအခုမှတေချာဆန်းကြီးမှပဲဟဲငါနှာခမ်းတွေပဲတက်လိုက်တာဆိုတော့စိတ်ကြီးတောင်ဝင်သွားပြီပေါ့နော်ဘာဖြစ်လို့ဆိုအယောင်လေးတွေကတော်တော်လာတယ်နောက် amazing ဒီရော lipstick swatch chat video လေးပြန်လုပ်ပေးမယ်ပေါ့နော်အရန်လာတာအယောင်လေး oh my god မနေ့ပြန်ခရီးထွက်တဲ့ချိန်ညလို့ချင်း amazing skin လေးဝင်းပြီး glow နေအောင်လို့ amazing gluta mask လေးဒီနေ့ညကတ်ထားပါတော့ amazing အခုရေလဲချိုးပြီးသွားပြီအိမ်လည်းလဲပြီးသွားပြီဟို mask လေးကတ်ထား30မိနစ်ပြည့်ဆိုတော့ခွာလိုက်တော့ပဲပေါ့နော်မနေ့ပြန်ကြလို့ချင်း amazing မနေ့4နာရီထားပြီးတော့ခရီးသွားမှာပေါ့နော် gluta mask ကလည်းဒီဟာခွာရတာလေးတော်တော်လေးကို satisfy ဖြစ်ရတယ် gluta mask ကတော့ amazing တစ်ပတ်ကို3ချိန်လောက်ကတော့ amazing အများကြီးကတ်ပေးပြအနည်းဆုံးပေါ့နော်ဒီလိုမျိုးကြံတဲ့အစတွေကိုကိုမ cotton mat ရှင် cotton mat လေးနဲ့တုပ်ချလို့ရပါဘောနော်အဲ့ဒါပို့ပြီးတော့လွယ်ကူရယ် amazing skin care လုပ်ပြီးသွားပြီဆိုတော့ amazing vlog ကဒီထိပဲပေါ့နော်နောက်ထပ် amazing ရဲ့ Spain travel vlog မှာပြန်လည်ဆုံတွေ့ကြမယ်ဒီ vlog ကိုအဆုံးထိကြည့်ရှုရတဲ့အရောက်စစ်တိုင်းကိုလည်း amazing ကျေးဇူးများတင်ရှိပါတယ် love you all